ငွေမရှိလို့စိတ်ပူနေရတာလားလစာရတယ်ဒါပေမဲ့လကုန်ရင်ဘာမှမကြံတော့ဘူးလားတကယ်တော့ငွေမစုမိတာလစာနေလို့ဝင်ငွေနေလို့ဆိုတာထက်အများစုကစနစ်မရှိလို့ပါဒီဗီဒီယိုမှာကျွန်တော်ကိုယ်တိုင်လိုက်နာပြီးလူငယ်အများစုအတွက်အကျိုးရှိစေမယ့်ငွေစုမိအောင်လုပ်နိုင်တဲ့အချက်၅ချက်ကိုရိုးရိုးရှင်းရှင်းလေးပြောပြသွားပါမယ်ဒီဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ပြီးသွားပြီဆိုရင်တော့မင်းရဲ့ငွေကိုသုံးစွဲတဲ့ပုံစံပြောင်းလဲသွားမှာသိကြပါတယ်နံပါတ်1မစုခင်သုံးမယ်ဆိုတဲ့လေ့ကျင့်ကိုဖြတ်ပါလူအများစုရဲ့အမှားတစ်ခုကလကုန်မှကြံရင်စုမယ်ဆိုတာပါတကယ်တော့လကုန်ရင်ဘာမှမကြံတဲ့ပြင်နောက်လရဲ့ဝင်ငွေကိုပါကြိုသုံးနှစ်နေကြတာများပါတယ်ဘာလို့လဲဆိုတော့လူစိတ်ကရှိရင်ရှိသလောက်သုံးတတ်လို့ပါဒါကြောင့်အလွယ်ဆုံးနည်းလမ်းကလစာရတာနဲ့အရင်ဆုံးစုပါဥပမာလစာ3သိန်းရရင်3000ပဲဖြစ်ဖြစ်5000ပဲဖြစ်ဖြစ်အရင်ဆုံးဖယ်ထားပါကြံတာနဲ့ပဲလောင်းအောင်စားတောက်သုံးဆွဲပါစစချင်းတော့မလွယ်ဘူးဆိုပေမဲ့ဒီကျင့်လေးကိုစမ်းလုံးကြည့်ပါနံပါတ်2နေ့စဉ်ဝင်ငွေထွက်ငွေကိုစည်ရင်းမှတ်တတ်တဲ့အကျင့်လေးမွေးမိပါတကယ်တော့ငွေမစုမိတာကြီးမားတဲ့သုံးစွဲမှုကြောင့်မဟုတ်ပါဘူးအသေးဖွဲလေးတွေကိုနေတိုင်းသုံးနေတာကြောင့်ပါဥပမာကော်ဖီတောက်တာလက်ဖက်ရည်ဆိုင်ထိုင်တာကြုံရင်ကြုံတယ်လို့အပြင်စားတွေခဏခဏဝယ်စားမိနေတာ online shopping ကနေလိုချင်တဲ့ပစ္စည်းတွေကိုနှစ်ခါမစင်စားပဲဝယ်မိနေတာမျိုးတွေပါတစ်ခါသုံးရင်တော့နည်းနည်းလေးပါပဲဒါပေမဲ့တစ်လလုံးပေါင်းလိုက်မယ်ဆိုရင်တော့အဲ့ဒီပမာဏမင်းမထင်ထားလောက်များပြားနေတာကိုတွေ့ရမှာပါဒါကြောင့်အကြံပေးချင်တာကကိုယ့်ရဲ့နေ့စဉ်ဝင်ငွေထွက်ငွေကိုစီးရင်မှတ်ကြည့်ပါပြီးရင်3ရက်တစ်ခါလောက်ကိုယ့်ငွေသုံးစီးရင်ကိုကြည့်ပါအဲ့လိုစီးရင်မှတ်လိုက်ခြင်းဟာငါဒီနေရာတွေမှာပိုသုံးနေတာပဲဆိုတာကိုယ်တိုင်သိလာစေပါတယ်နံပါတ်3ငွေစုဖို့ရည်ရွယ်ချက်မရှိရင်မအောင်မြင်နိုင်ပါဘူးလူအများစုကငွေစုကျင်တယ်လို့ပြောပေမဲ့ဘာကြောင့်စုကျင်လဲဆိုတာမသိကြပါဘူးရည်ရွယ်ချက်မရှိရင်စုကျင်စိတ်ကလည်းမကြာခဏပျောက်သွားတတ်ပါတယ်ဥပမာအရေးပေါ်အသုံးစရိတ်အတွက်စုကျင်တာလားဖုန်းသက်ဝယ်ဖို့စုကျင်တာလားလုပ်ငန်းအသစ်တစ်ခုစတင်ဖို့အတွက်စုကျင်တာလားမိသားစုအတွက်လားစတဲ့ရည်ရွယ်ချက်တစ်ခုခုကိုတိတိကျကျသတ်မှတ်လိုက်ပါပြီးရင်ငါဒီငွေကိုလုံးဝမထိဘူးဆိုတဲ့စီကံကိုကိုချမှတ်ပါနံပါတ်4ငွေစုရတာကိုခက်ခဲတယ်လို့မတွေးပါနဲ့တချို့လူတွေကအများကြီးမစုနိုင်လို့မစုပဲနေလိုက်မယ်လို့တွေးတတ်ကြတယ်ဒါအမှားကြီးမှားပါတယ်မင်းတစ်နေ့မှာ1000စီစုမယ်ဆိုရင်တော့တစ်ပတ်ကို9000တစ်လကို3000ကျော်ရလာမှာပါအရေးကြီးတာအလေးကျင့်ပါပဲနည်းနည်းလေးနဲ့ပဲစပြီးတော့မရက်ပဲဆက်လုပ်သွားမယ်ဆိုရင်နောက်ပိုင်းမှာစုငွေတွေအများကြီးဖြစ်လာတာကိုတွေ့ရမှာပါနံပါတ်5ငွေစုရတာကိုပျော်စရာလို့မြင်ပေးပါငွေစုတာကကိုအကျက်တဲမဖြစ်အောင်လုပ်ချင်းတစ်မျိုးပါပဲစုထားတဲ့ငွေတိုးလာတာကိုကြည့်ပါ milestone တစ်ခုရောက်တိုင်းကိုစုချပါ progress ကိုခံစားပါငွေစုရခြင်းဟာပြင်းရင်းညီငွေစရာမဟုတ်ပါဘူးကိုယ်အနာဂတ်ကိုကာကွယ်နေတာပါဝင်ငွေများမှငွေစုနိုင်တာမဟုတ်ပါဘူးစနစ်တကျရှိဝင်ငွေနည်းလဲစုနိုင်ပါတယ်ဒီနေ့အစပြီးငွေကိုကပဲထိန်းချုပ်ပါငွေရဲ့ထိန်းချုပ်မှုအောက်မှာမနေပါနဲ့တကယ်လို့ခမများတို့အတွက်ဒီဗီဒီယိုကအသုံးဝင်ခဲ့ရင် like and share လုပ်ပေးပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့